I go to school. I go to school. ဒီ sentence လေးနှစ်ခုကိုကျွန်တော်တို့ရှင်းကြည့်ရအောင်ပါရှင်ဒီ simple present tense ကိုစပြီးတော့မှသင်တဲ့အခါကျရင် subject နဲ့များကိုကြည့်ပြီးတော့မှသူတို့နောက်မှာလိုက်တဲ့ action verb တွေဒီ subject နဲ့ရင် verb များမယ် verb များအောင်ဘာတွေထည့်ပေးရမလဲ st es တွေပေါင်းထည့်ပေးရမယ် subject များရင်တော့ဒီ verb မှာဘာမှမလိုဘူးစရရအဖြစ်ဒီလိုလေးကျမတို့ကရှင်းပြပေးတယ်ဒီချိန်ရင် I ဆိုတာကိုနဲ့ကိုတယောက်တည်းပြောတာဟုတ်တယ်ဒါပေမဲ့သူ့နောက်မှာလိုက်တဲ့ verb ဒီ st es တွေထည့်เสียလိုလားမလိုဘူးလားဒါဆိုရင် I go to school ကမှန်တာလား I goes to school ကမှန်တာလား I ကတော့ကိုနဲ့ကိုတယောက်တည်းပြောတာဟုတ်တယ်ဘာဖြစ်လို့တူးနောက်မှာလိုက်တဲ့ verb ကြတော့ st es တွေမလိုတာလဲလို့ကလေးတွေကမေးလာခဲ့ရင်ကျမတို့ကဘယ်လိုရှင်းပြပေးကြမလဲရှင် you တို့ဆို I တို့ you တို့တွေဒီ singular noun ဖြစ်တယ်ဒါပေမဲ့လည်း grammar rules တွေကသူတို့တွေဒီ simple present မှာဆိုရင် plural noun ဖြစ်ပဲသတ်မှတ်ထားတာဖြစ်ပါတယ် plural noun လို့ပဲကျမတို့ကသဘောထားရမှာဖြစ်တယ်ဒါကြောင့်မို့လို့သူတို့နောက်မှာလိုက်တဲ့ verb မှာ st es တွေထည့်စရာမလိုဘူးဆိုတာလေးကိုသူတို့ကို teacher လေးသဘောပေါက်အောင်ရှင်းပြပေးရမှာဖြစ်ပါတယ်ရှင်